ပရိယေရတ်ဟာလက်ကျိုးနေတယောင်ဟန်ဆောင်ပြီးချစ်ပတ်ဆန်ကတ်စ်ထဲမှာတနက်ကိုဝတ်ထားခဲ့ပါတယ်။သူ့ရဲ့ရည်မှန်းချက်ကဘီတက်ကလထိုင်နဲ့တထေးကြီးကိုလှုပ်ကြံပြီးစုကြီးငွေနဲ့အတူအနားယူဖို့ပါ။သူပြစ်ခတ်ဖို့ပြင်နေတော့မှပဲဘိန်းကအဝေးကနေအတန်တိတ်ရိုင်ဖယ်နဲ့အရင်ဦးအောင်ပြစ်ခတ်လိုက်ပါတယ်။ဒါဟာရတ်ရဲ့လုပ်ငန်းခွင်တွေကိုဘိန်းကစိန်ခေါ်လိုက်တဲ့ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ရတ်ကတန်ရှင်းရေးသမားအဖြစ်ဟန်ဆောင်ထားတဲ့ပင်ကိုမှတ်မိသွားပြီးပြစ်ခတ်ခဲ့ပေမဲ့လွဲချော်သွားပါတယ်။အပြန်အလှန်ပြစ်ခတ်ကြရင်ဘိန်းရဲ့ကျွမ်းကျင်မှုနဲ့ရက်စက်မှုကိုရတ်သတိပြုမိသွားပါတယ်။ရဲကားတွေရောက်လာတဲ့အခါဘိန်းကထွက်ပြေးမဲ့အစားရဲတွေစီမှာလက်နက်ချပြီးအဖမ်းခံလိုက်ပါတယ်။ဒါဟာရတ်ရဲ့လက်ထဲကနေလွတ်အောင်ရဲတွေကိုအကာအကွယ်ယူပြီးထွက်ပြေးသွားတဲ့ပန်းတတ်တဲ့နည်းလမ်းတစ်ခုဖြစ်ခဲ့ပါတယ်